အဲ့ဒီချိန်မှာအသက်ကြီးပြီးပညာရှိတဲ့ခွေးအိုကြီးတစ်ကောင်ကသူ့အနားကိုရောက်လာခဲ့ပါတယ်မင်္ဂလာပါသားတို့သမီးတို့ရေ Little Bubbles ဘူပေါင်းလေးများ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လည်း Aesop ပုံမြင်လေးတွေထပ်ပြောပြအောင်မယ် Aesop ပုံမြင်တွေကအများကြီးပဲဆိုတော့ဗီဒီယိုတွေအများကြီးလုပ်ပြီးတော့ပြပြပါမယ်ဒီနေ့ရဲ့ပြပြပေးမယ့်ပုံမြင်ရဲ့နာမည်ကအစိုးအသွမ်းခွေးလေးကဲပုံမြင်လေးကိုနားထောင်ကြည့်မယ်နော်တခါတော့ကအိမ်အိမ်မှာဘာအကြောင်းပြချက်မှမရှိဘဲနဲ့လူတွေကိုလိုက်ဟောင်တဲ့ခိုက်တတ်တဲ့စိုးသွမ်းတဲ့ခွေးလေးတစ်ကောင်ရှိခဲ့ပါတယ်တဲ့သူဟာသူ့တခင်ရဲ့အိမ်ကိုအလဲလာတဲ့သူတိုင်းကိုအမြဲတမ်းဒုက္ခပေးနေရှိတာပေါ့အဲ့လိုခဏပြဿနာရှာလွန်းလို့ခွေးရဲ့တခင်ကဒီခွေးလာနေတယ်ဆိုတာကိုလူတွေကြိုသိပြီးတော့ရှောင်နိုင်အောင်လို့အဲ့ခွေးလေးရဲ့လယ်ပင်းမှာခေါင်းလောင်းလေးတစ်ခုကိုဆွဲပေးထားလိုက်တယ်တဲ့အဲ့ဒါမှခေါင်းလောင်းတဲ့ကြားရင်လူတွေအကိုက်မခံရအောင်တတိထားနိုင်ပါလေဒါပေမဲ့စိုးသွမ်းတဲ့ခွေးကတော့အဲ့ခေါင်းလောင်းလေးကိုသူ့ရဲ့အရေးချင်းရောက်ရတဲ့အစုလက်တစ်ခုဆိုပြီးတော့ထင်သွားပါတယ်သူကလေဘင်းကခေါင်းလောင်းလေးကိုချလင်းညီအောင်ရှောက်သွားရင်သူ့ကိုယ်သူအယမ်းကုန်ယူပြီးတော့ဟန်ရေးပြနေပါတော့တယ်တဲ့အဲ့ဒီချိန်မှာအသက်ကြီးပြီးပညာရှိတဲ့ခွေးအိုကြီးတစ်ကောင်ကသူ့အနားကိုရောက်လာခဲ့ပါတယ်ခွေးအိုကြီးကအဆွေမင်းသိပ်ပြီးတော့ကြွားမနေစမ်းနဲ့နော်ဒီခေါင်းလောင်းကမင်းလိမ်မာလို့တော်လို့စုချထားတယ်လို့မင်းထင်နေရတာတကယ်တော့ဒါဟာမင်းရဲ့စိုးသွမ်းမှုတွေကြောင့်တက်ပေးထားတဲ့အဆက်ရစရာမှတ်သားပဲကွာဆိုပြီးတော့ရှင်းပြလိုက်ပါတယ်တဲ့ခလေးတို့ရေဒီပုံမြင်လေးကဘာလို့သင်ပေးလဲဆိုရင်တချို့လူတွေဟာနာမည်ဆိုးနဲ့ကြော်ကြားတာကိုပဲသူတို့နာမည်ကောင်းရနေတယ်နာမည်ကြီးနေတယ်လို့အထင်မှားတတ်ကြရဲဆိုတာပါပဲကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေကြောင့်လူသိများတာကိုဂုဏ်ယူစရာလို့ဘယ်တော့မှမမှတ်ယူသင့်ဘူးနော်နောက်ပုံမြင်လေးပါပြန်တွေ့ပါမယ်ခလေးတို့ကိုကျေးဇူးများတင်ပါတယ်နော်